စောင်းတွင်းရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတွေရဲ့အသားရည်ကခါတိုင်းရာသီဥတုရဲ့အသားရည်နဲ့မတူဘဲနဲ့ခြောက်လာတယ်ပေါ့နော်ဒီမှာကြည့်အသားရည်ဆိုခြောက်လာတယ်နှာခမ်းတွေဆိုလို့ရှိရင်လည်းခြောက်လာတယ်အဲ့လိုမဖြစ်ရအောင်စောင်းတွင်းမှာလူတစ်ယောက်ကကိုမျက်နှာလှမ်းကြည့်လိုက်တဲ့အပြင်သွားလို့ပေါ့နော်အဲ့ဒီခါကြလို့ရှိရင်ကိုမျက်နှာကအမြဲတမ်းဒီလို၆ကြီးဖြစ်ဖြစ်နေဆူဆူပြောင်ပြောင်လေးဖြစ်နေအောင်ဘယ်လိုလင်းရမလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုလေးမှာပြပေးမှာဖြစ်ပါတယ်တဏ္ဍာကလည်းဒီနေ့ခုအပြင်ထွက်မှာပေါ့နော်ခုမနေ့ဆိုရင်တဏ္ဍာကအပြင်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်တဏ္ဍာမျက်နှာတွေကခြောက်နေတဲ့အတွက်ပေါ့နော်တဏ္ဍာကဒီ emulsion ကိုလိမ့်မယ်ပေါ့နော် emulsion ကိုလိမ့်မယ်လိမ့်တဲ့အတွက်ကြောင့်မို့လို့တဏ္ဍာကဒီရလာတယ်ပေါ့နော်လူတွေလည်းအဲ့လိုဖြစ်နေမှာပဲဆိုတဲ့အတွက်ဒီရလာတဲ့အတွက်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တာဖြစ်ပါတယ်နော်တဏ္ဍာ emulsion လိမ့်မယ်တဏ္ဍာတူနာမလိမ့်ပါဘူးတူနာ skip လုပ်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့စောင်းတွင်းမှာအသားတွေကအရန်ခြောက်တဲ့အခါကျတော့တူနာလိမ့်ရင်ပို့ပြီးအသားခြောက်လာမှာဆိုတဲ့အတွက်ကြောင့်မို့လို့တဏ္ဍာကတူနာကို skip လုပ်ထားပါတယ်နော်တဏ္ဍာကမျက်နှာကိုလုံးဝ cleansing လုပ်ထားတယ်တူနာလုံးဝမလိမ့်ထားပါဘူးအခု emulsion လိမ့်တာဖြစ်ပါတယ်နော်တဏ္ဍာကအခု emulsion လိမ့်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အသားလေးကတော်တော်ကောင်းလာပါပြီဒါပေမဲ့ moisturizer ထပ်လိမ့်ပါမယ်ဘယ်အရာမဆိုအများကြီးတော့မလိမ့်ဘူးပေါ့နော်ဘယ်ဟာပဲလိမ့်ပေါ့နော်ဟိုသူ့ limit လောက်ပဲလိမ့်ပါပေါ့နော်အရင်အများကြီးလိမ့်စရာတော့မလိုပါဘူးပစ္စည်းတွေကလည်း product တွေကလည်းအခု quality တွေကောင်းနေဆိုတဲ့ခါကျတော့လေတဏ္ဍာတို့ကလိုတဲ့လောက်လေးပမာဏလိမ့်လိုက်ပြီဆိုလို့ရှိရင်တော်တော်လေးကောင်းနေပါပြီတဏ္ဍာက emulsion လိမ့်နဲ့ emulsion လိမ့်ပြီးတော့ moisturizer လိမ့်လိုက်ပါတယ် moisturizer လိမ့်ပြီးသွားပြီဆိုလို့ရှိရင်တော့တဏ္ဍာကမျက်နှာမှာ primer ကိုထပ်မလိမ့်တော့ပါဘူး sun cream လိမ့်မှာဖြစ်ပါတယ်နော်ခုဆိုရင်တဏ္ဍာက sun cream လိမ့်မှာဖြစ်ပါတယ်နော်တဏ္ဍာက sun cream အခုလိမ့်ပြီးသွားပြီပေါ့နော် sun cream လိမ့်ပြီးသွားပြီဆိုလို့ရှိရင်တော့ face powder ကိုလုံးဝမအုပ်ပါနဲ့2 week လေးအုပ်ပြီးမှဖြစ်ပါတယ်ဘာလို့လဲဆိုတော့ face powder ကကြောင့်သူကတော်တော်လေးခြောက်သွားမှာဆိုလို့လေနော်အဲ့တော့အခု sun cream လိမ့်ပြီးသွားပြီအခြောက်လဲခြောက်ခံပြီးသွားပြီပေါ့နော်အဲ့ဒီခါကျတော့တဏ္ဍာက2 week လေးမှဖြစ်ပါတယ် step တစ်ခုပြီးတစ်ခုပြီးတိုင်းကိုအခြောက်ခံဖို့မမေ့ပါနဲ့နော်အဲ့ဒါမှ तू ကဆူဆူပြောင်ပြောင်လေးနဲ့တနေ့ကုန်ခံမှာဖြစ်ပါတယ်အခုတဏ္ဍာက2 way ကိုလည်းဟိုလို puff ကြီးနဲ့အထူးကြီးတွေဖြစ်အောင်မဟုတ်ဘူးပေါ့နော် brush လေးနဲ့ပဲအုပ်တယ်ဆိုရင်လောက်ပဲပေါ့နော်အုပ်တယ်ဆိုရင်လောက်ပဲတဏ္ဍာအုပ်မှာဖြစ်ပါတယ်တီဆုံဆိုတဲ့နေရာလေးမှာတော့နည်းနည်းလေးပို့အုပ်တာပေါ့နော်တီဆုံနေရာလေးကကြတော့ဒီလိုတီဆုံမှာကြတော့ဒီတီဆုံမှာကြတော့ပေါ့နော်ချွေးထွက်တာများတယ်လေအဲ့ခါကျတော့အဲ့နေရာလေးကိုတော့နည်းနည်းလေးပို့အုပ်လိုက်တယ်ပေါ့နော်အုပ်တယ်ဆိုရင်တော့ပဲဟိုလိုအထူးကြီးမလိမ့်ဘူးပေါ့နော်အခုဆိုလို့ရှိရင်ဒါတဏ္ဍာမျက်နှာလေးကပထမအတိုင်းမခြောက်နေတော့ဘူးပေါ့နော်မခြောက်ဘူးသူကဟိုအစီတွေလည်းမပြတ်နေဘူးခြောက်လည်းမခြောက်နေဘူးလူတစ်ယောက်ကကိုယ်လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းမျက်နှာလေးကအသားရည်လေးကဆူဆူလေးနဲ့ကြည့်လို့ကောင်းပါတယ်နော်အဲ့အနေထားရောက်သွားပြီပေါ့အစီလေးပဲလိမ့်မှာပေါ့နော်အစီပဲသူကတခြားဟာဘာမှမလိမ့်ဘူးအစီလိမ့်မယ်ပြီးသွားတဲ့အခါကျတော့မှစိုးကျင်တော့မှနှာခမ်းကြီးကိုပပလေးထပ်စိုးမယ်ပေါ့နော်ဒါတဏ္ဍာနှာခမ်းကြီးအယောင်နည်းနည်းလေးတဏ္ဍာကအခုဒါကအစီဆိုးတယ်ပြီးတော့နှာခမ်းကြီးပပလေးပေါ့နော်နည်းနည်းလေးစိုးလိုက်တယ်ပေါ့နော်မျက်နှာလေးလင်းသွားအောင်လို့အဲ့တော့စိုးပြီးသွားပြီဆိုတဲ့အခါကျတော့တဏ္ဍာမျက်ခုံးလဲဆွဲလိုက်တယ်ပေါ့နော် off camera မှာတဏ္ဍာမျက်ခုံးဆွဲလိုက်တယ်ပေါ့နော်အဲ့တော့တဏ္ဍာမျက်နှာလေးကအခုအိမ်မှာဆိုလို့ရှိရင်လည်းတနေ့ကုန်နေလို့ကောင်းသွားပါပြီအကယ်လို့အပြင်သွားမယ်ဆိုလို့ရှိရင်လည်းလူတွေကိုမျက်နှာကိုကြည့်တဲ့အခါကျရင်6ချင်းမဖြစ်ဖြစ်နဲ့ဆူဆူလေးနဲ့ပြောင်လေးနဲ့သူ့ဟာနဲ့သူကြည့်လို့ကောင်းနေမှာပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်မျက်နှာလေးကဆူဆူပြောင်လေးနဲ့တော်တော်လေးကြည့်လို့ကောင်းသွားပါပြီအဲ့တော့ဒီသပင်တွေကလည်း6တယ်လေနော်အဲ့တော့တဏ္ဍာရဲ့သပင်ကိုတဏ္ဍာက hair coat မသုံးပါဘူး hair oil လေးသုံးထားပါတယ် hair oil သုံးပြီးတော့တဏ္ဍာကသပင်လေးကိုဖိထားတာဖြစ်ပါတယ်မျက်နှာ6တယ်လို့မျိုးစောင်းနေဆိုလို့ရှိရင်သပင်လေးကလည်း6တယ်ပေါ့နော် hair coat လောက်နဲ့ဆိုရင်တော့တိတ်အဆင်မပြေဘူးအဲ့အတွက်ကြောင့်မလို့တဏ္ဍာက hair oil လေးသုံးပြီးတော့သပင်လေးကိုဖိထားတာဖြစ်ပါတယ်
ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ artist တနာဖြစ်